လာပါရှင်ဒီနေ့မှာတော့ရင်ဘတ်ထဲကစူးဆိုတဲ့ဇက်လန်းလေးကိုဖတ်ပြသွားမှာပဲဖြစ်ပါတယ်ပိုင်ဆိုးနဲ့ထက်မြက်ကငယ်တငယ်ချင်းတွေပါဒါပေမဲ့သူတို့ကြားမှာကြီးမားတဲ့ကွာဟချက်တစ်ခုရှိတာကကံတရားပါပဲကျောင်းနေကလေးကပိုင်ဆိုးကဘလောက်ပဲစူးစားထက်မြက်ကပဲပထမရခဲ့ပါတယ်အားကစားပြန်ရင်လဲထက်မြက်ကပဲလူရှိလူခင်များပြီးစုတွေရတယ်ပိုင်ဆိုးရဲ့စိတ်ထဲမှာငါကထက်မြက်ရဲ့အရေးအောက်မှာပဲအမြဲနေရတာလားဆိုတဲ့အမုန်းတရားကတဖြည်းဖြည်းအမြင့်တွယ်လာပါတယ်။သူတို့နှစ်ယောက်လုံးမိန်းကလေးတစ်ယောက်ကိုပြိုင်တူချစ်မိသွားတဲ့အခါမှာတော့ပိုင်ဆိုးရဲ့မနာလိုစိတ်ကပောက်ကွဲထွက်သွားပါတော့တယ်။အဲ့ဒီမိန်းကလေးကထက်မြက်ကိုပဲရွေးချယ်ခဲ့ပါတယ်။မင်းမှာအားလုံးရှိနေတာပဲထက်မြက်ဒီတခါတော့မင်းစီကနေငါတခုခုပြန်လူယူရလိမ့်မယ်။ပိုင်ဆိုးကအန်ကျိတ်ပြီးချိန်ဆိုခဲ့တယ်။ထက်မြက်ကလုပ်ငန်းတစ်ခုစတင်ဖို့ပြင်ဆင်နေချိန်မှာပိုင်ဆိုးကကူညီချင်အောင်ဆောင်ပြီးအနားကပ်ခဲ့ပါတယ်။နောက်ဆုံးမှာထက်မြက်ဟာတငယ်ချင်းဖြစ်သူကိုယုံကြည်မိတဲ့အတွက်လုပ်ငန်းတွေအကုန်ဆုံးရှုံးပြီးဒီဝါလီခံလိုက်ရပါတယ်။ပိုင်ဆိုးကတော့အောင်နိုင်သူတယောက်လိုပြုံးနေခဲ့ပေမဲ့အဲ့ဒီအပြုံးကကြမခံပါဘူး။ထက်မြက်ဆုံးရှုံးသွားတဲ့အရာတွေကိုပိုင်ဆိုးကလိုက်သိမ်းပိုက်ခဲ့ပေမဲ့ထက်မြက်ရရှိခဲ့တဲ့လူတွေရဲ့ချစ်ချင်းမေတ္တာနဲ့လေးစားမှုကိုတော့သူဘလို့မှလူယူလို့မရခဲ့ဘူး။ပိုင်ဆိုးဘလောက်ပဲချမ်းသာလာပါစေလူတွေကသူ့ကိုတငယ်ချင်းကိုရောင်းစားတဲ့သူလို့သတ်မှတ်ကြပါတယ်။အထီးကျန်ဆဲပိုင်ဆိုးကရွှေဘုံပေါ်မှာထိုင်နေရပေမဲ့ညတိုင်းအိတ်မပြောနိုင်ပါဘူး။တငယ်ချင်းကိုဖျက်ဆီးလိုက်ရလို့ရတဲ့ဂျင်းနှက်မှုကခဏတာပဲဖြစ်ပြီးသူ့ရင်ဘတ်ထဲမှာတော့မနာလိုမှုကနေဖြစ်ပေါ်လာတဲ့အမုန်းတရားစုကသူ့ကိုတစ်သက်လုံးပြန်ထိုးဆွနေပါတော့တယ်။ထက်မြက်ဘဝပြတ်သွားပြီး3နှစ်အကြာမှာပိုင်ဆိုးဟာမြို့ရဲ့ထိတ်တန့်တသေးတယောက်ဖြစ်လာပါတယ်။ဒါပေမဲ့သူ့နားမှာရှိတဲ့သူတွေဟာသူ့ပတ်စံကိုပဲကြည့်ကြတာပါသူချစ်ခဲ့တဲ့မိန်းကလေးကလည်းထက်မြက်ဒုက္ခရောက်နေချိန်မှာတော့ပိုင်ဆိုးရဲ့လက်တွဲကမ်းမှုကိုယွန်းရှာစွာညှင်းပယ်ခဲ့ပါတယ်မင်းမှာပတ်စံတွေရှိနိုင်ပေမဲ့မင်းရဲ့စိတ်ဓာတ်ကတော့အမိုက်ဘုံအထက်တောင်ပိုနန်းတဲ့ပိုင်ဆိုတဲ့စကားကသူ့နားထဲမှာအမြဲချောင်းလန့်နေခဲ့တယ်တနေ့မှာတော့ပိုင်ဆိုးရဲ့ကုမ္ပဏီကိုနိုင်ငံခြားအခြေစိုက်ကုမ္ပဏီကြီးတစ်ခုကအစုရှယ်ယာအကုန်သိမ်းယူဖို့ကမ်းလှမ်းလာပါတယ်အချိန်နေရပိုင်ဆိုးလက်ခံလိုက်ရတယ်စာချုပ်ချုပ်မဲ့နေ့မှာထိတ်တိုက်တွေ့လိုက်ရတဲ့အချိန်ဝါကြီးမားတဲ့ CEO ကတော့တခြားသူမဟုတ်ထက်မြက်ပါပဲထက်မြက်ဟာဘဝပြတ်သွားချိန်မှာပြည်ပကိုထွက်ခွာသွားပြီးတုံညအနေပြန်ဆကအခုတော့ပိုင်ဆိုးထက်အစပေါင်းများစွာတာလွန်တဲ့အောင်မြင်မှုနဲ့ပြန်လာခဲ့တာပါပိုင်ဆိုးဟာကြောက်စိတ်နဲ့ဒေါသကြောင့်တုံရင်နေပြီးမင်းငါ့ကိုဂလက်စားပြန်ချေဖို့လာတာလားလို့အော်ဟစ်မေးမြန်းပါတယ်ထက်မြက်ကအေးစစ်စစ်ပဲပြုံးပြီးစာချုပ်ကိုလက်မှတ်ထိုးရင်ပြောလိုက်ပါတယ်မင်းကိုဂလက်စားချေဖို့ငါမှအချိန်မရှိဘူးပိုင်ဆိုငါကမင်းကိုဖျက်ဆီးဖို့လာတာမဟုတ်ဘူးမင်းဖျက်ဆီးထားတဲ့ငါရဲ့ဂုဏ်တိတ်ခါကိုငါအရေးချင်းနဲ့ပြန်ယူဖို့လာတာအခုမင်းပိုင်ဆိုင်သမျှအားလုံးကငါလက်ထဲရောက်ပြီပိုင်ဆိုးဟာသူအသက်ပေးပြီးလူယူခဲ့တဲ့စီးစိမ်တွေကုမ္ပဏီတွေအားလုံးကိုထက်မြက်ရဲ့လက်ထဲပြန်အပ်လိုက်ရုံတင်မကပဲသူအရင်ကလုပ်ခဲ့တဲ့မတရားမှုတွေအတွက်သက်သေအသစ်တွေပေါ်လာတာကြောင့်ထောင်ဒဏ်ပန်ချခံရဖို့ဖြစ်လာပါတယ်အချုပ်ခန်းထဲကတိုင်းတွေကိုကင်ထားရင်ပိုင်ဆိုးနားလည်သွားတာတခုရှိပါတယ်။သူဟာထက်မြက်ကိုမနာလိုစိတ်နဲ့တိုက်ခိုက်နေရင်ထက်မြက်ကတော့သူ့ကိုယ်သူတိဆောက်နေခဲ့တာပါ။နိုင်ရှင်မှုတွေကြားမှာပိုင်ဆိုးဟာသူ့ဘဝကိုသူကိုယ်တိုင်ပဲမိရှို့ဖျက်ဆီးလိုက်မိပါတော့တယ်။ထောင်ဒဏ်ကနေလွတ်မြောက်ဖို့သူ့ရဲ့ကြံရှိသမျှငွေကြေးအင်အားလူအင်အားကိုသုံးပြီးအာမခံရအောင်စ조사ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူအပြင်ကိုပြန်ထွက်လာနိုင်ခဲ့ပေမဲ့သူပိုင်ဆိုင်ခဲ့တဲ့ဂုံထွက်တွေတိုက်တာတွေအားလုံးကတော့ထက်မြက်ရဲ့အမိပေါက်ဖြစ်သွားခဲ့ပါပြီ။ငါစီကအကုန်လွတ်သွားတယ်ပေါ့ထက်မြက်။မင်းတို့တော့ငါဒီတိုင်းအောင်ပွဲခံခွင့်မပေးနိုင်ဘူး။ပိုင်ဆိုးရဲ့စိတ်ထဲမှာနောင်တဆိုတာအစအနတောင်မရှိတော့ပဲအတူတူပျက်စီးကြမယ်ဆိုတဲ့အစွန်းရောက်မနာလိုစိတ်ကသူ့ကိုယူသွတ်စေခဲ့ပါတယ်။ပိုင်ဆိုးဟာထက်မြက်ရဲ့အားနည်းချက်ကိုလိုက်ရှာပါတယ်။အဲ့ဒါကတော့ထက်မြက်အလွန်တန်ဖိုးထားရတဲ့သူတို့နှစ်ယောက်လုံးချစ်ခဲ့မှုတဲ့မိန်းကလေးပန်းနုပါပဲ။ထက်မြက်နဲ့ပန်းနုတို့မင်္ဂလာဆောင်ဖို့ပြင်ဆင်နေတဲ့တဲ့င်းကပိုင်ဆိုးအတွက်တော့ဓာတ်စီလောင်းလိုက်တယ်လို့ဖြစ်သွားပါတယ်။ပိုင်ဆိုးဟာတကိုးတကားပေါက်ကနေတဆင်ထက်မြက်ရဲ့အိမ်ထဲကိုခိုးဝင်ပြီးပန်းနုကိုပြန်ပေးဆွဲဖို့ကြံစီပါတယ်။ဒါပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကပြန်ပေးငွေမဟုတ်ပါဘူး။ထက်မြက်ကိုသူ့ရှေ့မှာတင်ဒူးထောက်စေချင်တာပါ။မြို့ပြင်ကစက်ရုံဟောင်းတစ်ခုတည်းကပိုင်ဆိုးဟာပန်းနုကိုတစကန်လှုပ်ပြီးထက်မြက်ကိုတယောက်တည်းလာဖို့ခေါ်လိုက်ပါတယ်။မြို့ပြင်ကစက်ရုံဟောင်းတစ်ခုတည်းမှာပိုင်ဆိုးဟာပန်းနုကိုတစကန်လှုပ်ပြီးထက်မြက်ကိုတယောက်တည်းလာဖို့ခေါ်လိုက်ပါတယ်။ထက်မြက်ရောက်လာတဲ့အခါမှာတော့ပိုင်ဆိုးရဲ့ပုံစံကလူနဲ့တောင်မတူတော့ပဲမျက်လုံးတွေကနီမြန်းပြီးအယူတယောက်လိုဖြစ်နေပါပြီ
ကြည်စမ်းထက်မြက်မင်းမအားလုံးရှိတယ်မင်းကအမြဲတမ်းသူရဲကောင်းပဲငါကတော့မင်းရဲ့အရေးထဲမှာပဲပုတ်တိုးနေရတယ်ဒီနေ့တော့မင်းချစ်တဲ့သူနဲ့မင်းရဲ့အောင်မြင်မှုတွေအားလုံးကိုငါဒီမီးနဲ့ပဲအဆုံးသတ်ပေးမယ်ပိုင်စိုးကစက်ယုံပပတ်လည်မှာဓာတ်စီတွေဖြန်းထားခဲ့တာပါသူကမီးချစ်ကိုချစ်လိုက်တဲ့အချိန်မှာထက်မြက်ကအနားကိုတိုးလာပြီးအေးဆက်ဆက်အတန်နဲ့ပြောလိုက်ပါတယ်မင်းငါ့ကိုမနာလိုတာမဟုတ်ဘူးပိုင်စိုးမင်းကမင်းကိုမင်းအမုန်းဆုံးဖြစ်နေတာငါ့ကိုဖျက်ဆီးလိုက်ရင်မင်းပျော်ရွှင်ရမယ်လို့ထင်နေတာလားမင်းဒီမီးကိုထွန်းလိုက်တာနဲ့မင်းမနောင်တရဖို့တောင်အခွင့်အရေးရှိတော့မှာမဟုတ်ဘူးပိုင်စိုးရဲ့လက်တွေတုံရင်လာပါတယ်သူရှိကထက်မြက်ရဲ့မျက်လုံးတွေထဲမှာအမုန်းတရားတွေမရှိဘဲတနာစရာကောင်းတဲ့ကလေးတစ်ယောက်ကိုကြည့်တဲ့အကြည့်မျိုးမြင်လိုက်ရတဲ့အခါပိုင်စိုးပိုပြီးဒေါသထွက်သွားပါတယ်မင်းငါ့ကိုမတနာနဲ့ငါ့ကိုမုန်းဆန်းပါထက်မြက်လို့အော်ဟစ်ရင်ပိုင်စိုးကမီးချစ်ကိုပြစ်ချလိုက်ပါတယ်မီးတောက်တွေကဝုန်းကနေထတောက်ကုန်ပါတယ်ပိုင်စိုးကယူသွတ်စာရီမောရင်မီးပုံတွေကိုတိုးဝင်သွားဖို့လုပ်တဲ့အချိန်မှာထက်မြက်ကသူ့ကိုလှမ်းဆွဲလိုက်ပါတယ်ပိုင်ကထက်မြက်ရဲ့ကူညီချင်တဲ့လက်ကိုအကြမ်းပတမ်းတွန်းထုတ်လိုက်ပြီးမိကိုလုံးတွေကြားထဲနောက်ဆုတ်သွားပါတယ်။မင်းရဲ့အကောင်းဆိုးတွေငါ့အပေါ်လာမတုံးတဲ့ထက်မြက်မင်းကဲတာကိုခံရမယ့်ဘဝမျိုးထက်မင်းရှိမှတည်သွားရတာကငါ့အတွက်ပိုပြီးဂုဏ်ရှိသေးတယ်လို့ပိုင်ဆိုးကအော်ဟစ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲစက်ယုံရဲ့အပေါ်တက်အမိုးတန်းတစ်ခုကမီးလောင်ပြီးပြိုကျလာပါတယ်။ပိုင်ဆိုးအပေါ်ကိုတက်တက်ကြီးကျလာတာပါ။ထက်မြက်ကပိုင်ဆိုးကိုအတင်းဝင်ဆွဲပေမဲ့အချိန်မမီတော့ပါဘူး။ကြီးမားတဲ့တန်ပေါင်ကြီးကပိုင်ဆိုးရဲ့ခြေထောက်ပေါ်ကိုဖိချလိုက်ပါတယ်။ပိုင်ဆိုးနာကျင်စွာအော်ဟစ်လိုက်ရတဲ့အချိန်မှာမီးတောက်တွေကသူ့အနားကိုကပ်လာပါပြီ။ထက်မြက်ပန်းတို့ကိုခေါ်ပြီးမြန်ထွက်သွားတော့ဒီနေရာပောက်ကွဲတော့မယ်။ပိုင်ဆိုးကအန်ကျိတ်ပြီးပြောလိုက်ပါတယ်။သူ့ရဲ့မျက်လုံးထဲမှာပထမဆုံးအကြိမ်အဖြစ်ကြောက်ရွံ့မှုနဲ့အတူအသည့်တရားတစ်ခုဝင်လာပုံရပါတယ်။ထက်မြက်ကပန်းနုကိုအမြင်သွားဖြုတ်ပေးပြီးပိုင်ဆိုးကိုပြန်လာခဲ့ဖို့ကြိုးစားပေမဲ့ပိုင်ဆိုးကသူ့ခါကြားကတနက်ကိုထုတ်ပြီးထက်မြက်ကိုချိန်လိုက်ပါတယ်။မလာနဲ့မင်းလာရင်ငါအခုပဲကိုပြစ်တက်လိုက်မယ်။မင်းငါ့ကိုကယ်ရင်ငါမှအသက်ရှင်ဖို့အကြောင်းပြချက်မရှိဘူး။တွားတော့ထက်မြက်နဲ့ပန်းနုတို့စက်ယုံပြင်ကိုအရောက်မှာပဲပြင်းထန်တဲ့ပောက်ကွဲတံကြီးထွက်ပေါ်လာပြီးစက်ယုံတစ်ခုလုံးမီးပင်လည်းဖြစ်သွားပါတော့တယ်။နောက်တနေ့မနက်မှာတော့တည်င်းစာတွေထဲမှာစီးပွားရေးလုပ်ငန်းရှင်ဟောင်းပိုင်ဆိုးစက်ယုံမီးလောင်မှုတွင်တည်ဆုံးဆိုတဲ့သတင်းကဟိုးလေးတကြော်ဖြစ်သွားပါတယ်။ထက်မြက်ကတော့ပျက်စီးသွားတဲ့စက်ယုံရှိမှရက်ရင်တပ်ပြင်းအရှိကြီးချလိုက်ပါတယ်။ပိုင်ဆိုးရဲ့မနာလိုမှုဟာနောက်ဆုံးမှာပိုင်ဆိုးကိုယ်တိုင်ကိုပဲဝါမျိုးသွားခဲ့တာပါ။ဒါပေမဲ့ထက်မြက်ရဲ့လက်ထဲကိုရှင်းနေတယောက်ရောက်လာပြီးပိုင်ဆိုးရဲ့တေတန်းစာတစ်စောင်ကိုကမ်းပေးပါတယ်။အဲ့ဒီထဲမှာပိုင်ဆိုးကတေခါနီးမှရေးထားခဲ့တာကထက်မြက်ငါမင်းကိုအယမ်းမုန်းခဲ့တယ်။ဒါပေမဲ့တကယ်တော့ငါမင်းလိုဖြစ်ချင်ခဲ့တာပါ။ငါရဲ့မနာလိုစိတ်ကငါ့ကိုမျက်စိကွယ်စေခဲ့တယ်။ငါမှကြံတဲ့လှုပ်ဝက်ပန်အကောက်ထဲကငွေတွေကိုမင်းနာမည်နဲ့ပရဟိတလုပ်ငန်းတွေမှာသုံးပေးပါ။ဒါဟာငါဘဝရဲ့တစ်ခုတည်းသောကောင်းမှုဖြစ်ပါစေ။လနေငယ်အကြမှာထက်မြက်စီကိုအမည်မသိဖုန်းနံပါတ်တစ်ခုကနေစာတိုတစ်စောင်ရောက်လာပါတယ်။မီးထဲမှာတည်သွားတာကငါရဲ့အမုန်းတရားတွေပဲ။ငါရဲ့အရေးကိုတော့မင်းမေ့မထားနိုင်အောင်ထက်မြက်ရဲ့လက်ထဲကဖုန်းဟာတုံရင်သွားပါတယ်။စက်ယုံပောက်ကွဲမှုမှာပိုင်ဆိုးတည်ဆုံးသွားပြီလို့ရဲတပ်ဖွဲ့ကအတည်ပြုခဲ့ပေမဲ့ဒီစာတိုဟာအရာအလုံးကိုစောက်ထိုးမိုးမျှော်ဖြစ်သွားစေပါတယ်။ထက်မြက်ဟာချက်ချင်းပဲပိုင်ဆိုးရဲ့အလောင်းကိုစစ်ဆေးခဲ့တဲ့ဆရာဝန်နဲ့ရဲစခန်းကိုဆက်သွယ်ပါတယ်။ဒါပေမဲ့အဖေကတော့ရုပ်အလောင်းကမီးလောင်ကျွမ်းမှုတန်းကြောင့်မှတ်ပုံတင်ယုံနဲ့ပဲအတည်ပြုခဲ့ရတာဆိုတာပါပဲ။ဆိုလိုတာကပိုင်ဆိုးဟာအလောင်းချင်းလဲလှယ်ပြီးထွက်ပြေးသွားခဲ့တာဖြစ်နိုင်ပါတယ်။သူမတည်သေးဘူးသူငါ့ကိုကစားနေတော့ပဲ။ထက်မြက်ရဲ့စိတ်ထဲမှာစိုးရိမ်စိတ်တွေပြန်ဝင်လာတယ်။နောက်ရက်တွေမှာထက်မြက်ရဲ့ဘဝထဲမှာထူးဆန်းတာတွေစဖြစ်လာပါတယ်။တညမှာတော့ထက်မြက်ဟာရုံးမှာအလုံနောက်ကျပြီးအပြန်ကားပါကင်ကိုဆင်းလာပါတယ်။ကားထဲကိုဝင်လိုက်တဲ့အချိန်မှာနောက်ကြီးမှန်ကနေလူတစ်ယောက်ရဲ့ပုံရိပ်ကိုမြင်လိုက်ရပါတယ်။သူအမြန်လှည့်ကြည့်လိုက်ပေမဲ့ဘယ်သူမှရှိမနေပါဘူး။ဒါပေမဲ့ကားမှန်ပေါ်မှာနှင်းစီနီတပွင့်နဲ့စာတစ်စောင်ကတ်ထားပါတယ်။ငါမျက်နှာမီးလောင်သွားလို့မင်းကြည့်ရတာအဆင်ပြေမှာမဟုတ်ဘူးထက်မြက်။ဒါပေမဲ့ငါရဲ့မျက်လုံးတွေကတော့မင်းကိုအမြဲစောင့်ကြည့်နေမှာပါ။မင်းပျော်ရွှင်နေသမျှကာလပတ်လုံးငါရဲ့မနာလိုမှုတွေကအသက်ရှင်နေအောင်ပါပဲ။ထက်မြက်ဟာဒီကစားပွဲကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာပိုင်ဆိုးငယ်ငယ်ကလေးကအမြဲသွားတတ်တဲ့သူတို့နှစ်ယောက်ရဲ့အမတ်တရားတွေရှိတဲ့မြစ်ကမ်းနာတောင်ကုန်းဟောင်းလေးစီကိုတယောက်တည်းထွက်လာခဲ့ပါတယ်။ထွက်လာခဲ့ပိုင်ဆိုး
မင်းတကယ်ပဲငါ့ကိုတတ်ချင်ရင်လူရုပ်မှလို့နောက်ွယ်ကမလုံနဲ့ရှေ့ရထွက်လာခဲ့ထက်မြက်ကအမောင်တဲကိုအော်ဟစ်လိုက်ပါတယ်အမောင်တဲကနေခြေတံလေးတစ်ချက်ကြားလိုက်ရပြီးဦးထုံငိုက်ဆိုင်ဆောင်းထားတဲ့လူတစ်ယောက်ထွက်လာပါတယ်သူရဲ့မျက်နှာတစ်ချမ်းကပတ်တီတွေနဲ့စီးထားပြီးကျန်တဲ့တစ်ချမ်းကတော့ကြောက်စရာကောင်းအောင်မီးလောင်ကျွမ်းထားပါတယ်ပိုင်ဆိုးကတိုးညင်းပြီးအကွင်းနေတဲ့အတန်နဲ့ရီလိုက်ပါတယ်မင်းကအမြဲတမ်းတတ်သိရှိတာပဲထက်မြက်ငါမင်းကိုတတ်ဖို့လာတာမဟုတ်ဘူးငါဘဝထဲမှာမင်းရှိနေမှငါရဲ့မနာလိုမှုတွေကအတိတ်ပဲရှိမှာငါမင်းကိုတစ်သက်လုံးဒီအတိုင်းခြောက်လန့်သွားမှာမင်းအိတ်ဆက်တိုင်းမင်းရီမောတိုင်းငါမျက်နှာကိုတတိယနေစေရမယ်ပိုင်ဆိုးရဲ့အကွက်ကွဲရီတန်ဟာမြစ်ကမ်းဘေးကလေထုထဲမှာပဲ့တင်ထပ်သွားပါတယ်သူဟာအရင်ကပိုင်ဆိုးမဟုတ်တော့ပဲမနာလိုစိတ်နဲ့အမုန်းတရားတွေပေါင်းဆက်ပြီးဖန်တီးထားတဲ့လူသားဘလူးတကောင်ဖြစ်နေပါပြီမင်းငါ့ကိုဖမ်းပေးမလို့လားထက်မြက်ပိုင်ဆိုးကပတ်တီးကြားကနေဆူရှာတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးမေးလိုက်ပါတယ်ငါကတေပြီးသားလူပဲတေပြီးသားလူကိုမင်းဘလို့ဖမ်းမလဲငါကအခုမင်းရဲ့အရေးဖြစ်သွားပြီပိုင်ဆိုးကသူ့လက်ထဲကတပ်ဘူးအသေးလေးတပူးကိုထက်မြက်စီလှမ်းပစ်ပေးလိုက်ပါတယ်ထက်မြက်ဖွင့်ကြည့်လိုက်တော့အထဲမှာပြားတွေအဲ့ဒါမင်းစက်ယုံမှာတွေ့ခဲ့တဲ့အလောင်းရဲ့ပြားတွေလေငါအတွက်အသေးခံပေးသွားတဲ့ငါရဲ့တစ္ဆာရှိလူယုံပေါ့အခုလောကကြီးအတွက်ပိုင်ဆိုးကတေသွားပြီမင်းရှိမှရှိနေတာမင်းရဲ့အမားတွေစောင့်ကြည့်မဲ့ဝိညာဉ်ပဲထက်မြက်ကပိုင်ဆိုးကိုအနာတိုးသွားပြီးပခုံးကိုလှမ်းကင်လိုက်ပါတယ်ပိုင်ဆိုးကယုံဖို့ကြိုးစားပေမဲ့ထက်မြက်ကအားနဲ့ချုပ်ထားပါတယ်မင်းမားနေပြီပိုင်ဆိုးငါကမင်းကိုမုန်းဖို့နေနေတတ်တာမင်းကိုရန်သူလို့တောင်မတတ်မှတ်တော့ဘူးမင်းကိုငါသနာတယ်မင်းရဲ့မနာလိုမှုကမင်းကိုအရှင်လက်လက်ငရဲချစေခဲ့တာပဲအဲ့ဒီချိန်မှာပဲအမောင်တရကနေရဲကားကြီးတွေထွက်ပေါ်လာပါတယ်ထက်မြက်ကဒီနေရာကိုမလာခင်မှာရဲတပ်ဖွဲ့ကိုလှုပ်ဝက်သတင်းပေးခဲ့တာပါပိုင်ဆိုးကထွက်ပြေးဖို့ကြိုးစားပေမဲ့ဒဏ်ရာရထားတဲ့ခြေထောက်ကြောင့်လဲကျသွားပါတယ်ပိုင်ဆိုးကအဖမ်းခံလိုက်ရတယ်ဒါပေမဲ့သူဟာတာမန်ထောင်မှာမဟုတ်ပဲစိတ်ကျမ်းမာရေးချွတ်ယွင်းသူများထိမ့်သိမ်းရေးထောင်ထဲကိုရောက်သွားခဲ့ပါတယ်သူဟာတစ်နေ့လုံးဘာစကားမှမပြောဘဲနေရန်ကမှန်ဝေကြည့်ပြီးငါကထက်မြက်ထက်ตายရမယ်လို့တိုးတိုးလေးရေရွတ်နေတတ်ပါတယ်တစ်ဖက်မှာတော့ထက်မြက်ဟာပိုင်ဆိုးရဲ့တေတန်းစာအတိုင်းပိုင်ဆိုးရဲ့ငွေတွေနဲ့ပိုင်ဆိုးနောင်တဆိုတဲ့အမည်နဲ့မိဘမဲ့ကေဟာတစ်ခုကိုတီထောင်ပေးခဲ့ပါတယ်နေ့အနှဲငယ်ကြာသွားပါတယ်ထက်မြက်နဲ့ပန်းနူးတို့မှချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ရလာပါတယ်သူတို့ဘဝဟာအေးချမ်းသာယာနေပုံရပေမဲ့ဒီနေ့မှာထက်မြက်ရဲ့သားလေးကျောင်းကပြန်လာတော့လက်ထဲမှာပကြီးကားတစ်ချက်ပါလာပါတယ်အဲ့ဒီပကြီးကားကထက်မြက်ရဲ့မိသားစုပုံပါဒါပေမဲ့ထူးဆန်းတာကမိသားစုပုံရဲ့နောက်ွယ်ကအမောင်ထဲမှာမျက်နှာတစ်ချမ်းပတ်တီးစီးထားတဲ့လူတစ်ယောက်ကိုထည့်ဆွဲထားတာပါဒါဘဒုပုံလဲထက်မြက်ကတုံရင်နေတဲ့အတန်နဲ့မေးလိုက်ပါတယ်သားလေးကအပြစ်ကင်းစွာပြုံးပြီးပြန်ပြေးပါတယ်ကျောင်းရှိကဦးတယောက်ကသားကိုကူဆွဲပေးတာလေသူကပြောတယ်အမြဲတမ်းတို့မိသားစုရဲ့အနားမှာပဲရှိနေမှာတဲ့ထက်မြက်ရဲ့ကြောပြင်မှာစိတ်ကနေအေးသွားပါတယ်ပိုင်ဆိုးကထောင်ထဲမှာရှိနေရမှာပါသူဘလို့နီးနဲ့အပြင်ကိုလက်လန်းမိနေတာလဲဒါမှမဟုတ်ပိုင်ဆိုးရဲ့မနာလိုစိတ်ဟာနောက်ထပ်လူတစ်ယောက်စီကိုကူးဆက်သွားတာလားသားလေးရဲ့စကားကြောင့်ထက်မြက်ဟာချက်ချင်းပဲစိတ်ကြမ်းမာရေးထောင်ကိုလိုက်သွားခဲ့ပါတယ်သူရောက်သွားတဲ့အချိန်မှာပိုင်ဆိုးဟာအခန်းထဲမှာမရှိတော့ပါဘူးဆရာဝန်တွေကပိုင်ဆိုးဟာလွန်ခဲ့တဲ့တပတ်ကလေးကအစာအငတ်ခံစန္ဒပြရင်အာအင်ကုန်ခန်းပြီးကွယ်လွန်သွားခဲ့ပြီလို့ပြောပါတယ်ဒါဆိုသားလေးကိုပကြီးဆွဲပေးခဲ့တဲ့သူကဘသူလဲထက်မြက်ဇဝေဇဝါဖြစ်နေတော့မှပဲပိုင်ဆိုးရဲ့အတုံးဆောင်ပစ္စည်းလေးတွေကိုထောင်ဝါတာကလာပေးပါတယ်အဲ့ဒီထဲမှာဒိုင်ယာရီစာအုပ်လေးတစ်အုပ်ပါလာပါတယ်နောက်ဆုံးစာမျက်နှာမှာပိုင်ဆိုးကတုံရီနေတဲ့လက်ရည်နဲ့ဒီလိုရေးထားခဲ့တယ်ထက်မြက်ငါရဲ့မနာလိုစိတ်ကငါ့ကိုတတ်လိုက်ပြီဒါပေမဲ့မင်းကိုတခုတော့တတိပေးချင်တယ်ငါလိုပဲမင်းကိုမနာလိုတဲ့သူတွေမင်းနားမှာအများကြီးရှိသေးတယ်ငါကတော့မင်းကိုတတိပေးတဲ့အနေနဲ့ဒီပကြီးကိုငါလူတစ်ယောက်ကနေတဆင့်ပို့ခိုင်းလိုက်တာပါအခုတော့ငါရဲ့စူးတွေကိုငါနဲ့အတူမေမြုပ်လိုက်ပါပြီထက်မြက်ဟာပိုင်ဆိုးရဲ့အုတ်ကူရှိမှရဲ့ရင်သဘောပေါက်သွားပါတယ်မနာလိုမှုဆိုတာလူတစ်ယောက်ထဲမှာရှိတာမဟုတ်ပဲအောင်မြင်မှုရဲ့အရေးလိုလိုက်နေတတ်တဲ့အရာတစ်ခုပါပိုင်ဆိုးဟာတေခါနီးမှသူ့ရဲ့အမားကိုသိမြင်သွားပြီးထက်မြက်ကိုနောက်ဆုံးအနေနဲ့တတိပေးစကားပြောသွားခဲ့တာဖြစ်ပါတယ်ထက်မြက်ဟာပိုင်ဆိုးကိုခွင့်လွှတ်လိုက်ပါတယ်အမုန်းတရားကိုအမုန်းတရားနဲ့တုံ့ပြန်နေသမျှကာလပတ်လုံးဒီတန်တရားကဆုံးမှာမဟုတ်ဘူးဆိုတာသူသိလိုက်လို့ပါပဲပိုင်ဆိုးရဲ့အုတ်ကူပေါ်မှာတော့ထက်မြက်ကစာတန်းလေးတစ်ခုထိုးပေးခဲ့ပါတယ်မနာလိုမှုတွင်စတင်၍ခွင့်လွှတ်မှုတွင်အဆုံးသတ်ခဲ့သောတငယ်ချင်းတယောက်ထက်မြက်ဟာသားလေးနဲ့ဇနီးတွေရှိရာအိမ်ကိုပြန်လာခဲ့ပါတယ်
ခြံဝန်းထဲမှာကစားနေတဲ့သားလေးကိုကြည့်ရင်သူဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။သားလေးကိုသူတစ်ပါးတည်းတောင်းစူးစမ်းဖို့ထက်သူတစ်ပါးရဲ့အောင်မြင်မှုကိုဝမ်းမြောက်နိုင်တဲ့စိတ်ထားရှိအောင်သင်ကြားပေးဖို့ပါပဲ။ရင်ဘတ်ထဲကစူးကအခုတော့ကျွတ်လွတ်သွားခဲ့ပါပြီ။